ဇက်ကားကို Evans ဆိုတဲ့မြို့လေးမှာစတင်ထားပြီး Jerry နဲ့ Marsh Selby ဆိုတဲ့တက်ကြီးဇနီးမောင်နှံနှစ်ဦးဟာထီထိုးဖို့အတွက်သူတို့ရဲ့ပစ်ကပ်ကားလေးနဲ့ကုံစုံဆိုင်ကိုမောင်းသွားကြပါတယ်။သူတို့ဟာပြည်နယ်ထီရဲ့ပေါက်မဲရလက်ကိုကြိုတင်ခန့်မှန်းနိုင်ပြီးတေချာပေါက်နီးပါးအနိုင်ရနိုင်တဲ့တင်ချာနီလန်းတစ်ခုကိုရှာတွေ့ထားကြတာပါ။ဒါပေမဲ့သူတို့ရဲ့ဇလန်းကဒီနေရာကနေစတင်ခဲ့တာတော့မဟုတ်ပါဘူး။အချိန်နည်းနည်းနောက်ဆုတ်သွားပါမယ်။တမနက်မှာတော့ Jerry ဟာသူအထက်တန်းကျောင်းသားဘဝကတည်းကအလုပ်လုပ်ခဲ့တဲ့ပြောင်းဖူးပွင့်စက်ယုံမှာအလုပ်ဆင်းဖို့မိုးမလင်းခင်ကတည်းကနိုးနေခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကတော့ထူးခြားနေပါတယ်။သူ့ရဲ့နောက်ဆုံးနေ့ဖြစ်နိုင်တယ်လို့သူတန်တရားဝင်နေမိတယ်။ဒရိုက်တာဖွဲ့ရှိမှရက်နေရင်သူဦးစီးနေတဲ့ထုတ်လုပ်ရေးလိုင်းကိုပိတ်သိမ်းတော့မယ်ဆိုပေမဲ့သူ့ရဲ့အသက်အရွယ်ထက်မြက်တဲ့ဉာဏ်ရည်နဲ့တင်ချာစွမ်းရည်တွေကြောင့်သူဟာအသုံးဝင်နေစေဖြစ်ကြောင်းသူတို့ကိုနားချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့သူအနားယူရတော့မယ့်အချိန်ရောက်ပြီဖြစ်ကြောင်းညင်ညင်သာသာပဲသတိပေးခဲ့ကြတယ်။အဲ့ဒီညမှာတော့ Jerry နဲ့သူ့ဇနီး Marsh တို့ဟာအငိမ့်စားယူခြင်းအထိတ်မှတ်အဖြစ်သူတို့ရဲ့ကလေးတွေဖြစ်တဲ့တောင်းနဲ့တောင်းရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်တဲ့ဟောင်းဝင်းနဲ့ရှာလီတို့နဲ့အတူညစာစားပွဲလေးကျင်းပခဲ့ကြပါတယ်။ဆူတောင်းစကားပြောပြီးမှဟောင်းဝင်းနဲ့ရှာလီကသူ့ကိုအိမ်ချမ်းမြေလုပ်ငန်းမှာဝင်လုပ်ဖို့အကြံပြုကြပေမဲ့ Jerry ကတော့အိမ်မှာပဲနေပြီး Marsh ကိုအိမ်မှုကိစ္စတွေကူညီပေးမယ်လို့ပြောခဲ့ပါတယ်။နောက်ကသာအခကြေးငွေပေးမယ်ဆိုရင်သူ့ရဲ့ဆောက်လုပ်ရေးကုမ္ပဏီမှာအကြံပေးလုပ်ပေးမယ်လို့နောက်ပြောင်ပြောဆိုခဲ့ရအားလုံးရေမောခဲ့ကြပါတယ်။မြေမလေးက Jerry အတွက်လက်ဆောင်တစ်ခုရှိတယ်လို့ကြေညာလိုက်ချိန်မှာတော့ပွဲလေးကပိုပြီးညှိုင်ဆိုင်သွားပါတယ်။အငိမ့်စားယူတဲ့လက်ဆောင်ဖြစ်တောက်ပတ်နေတဲ့ငါးဖမ်းလေးအသစ်ဆက်ဆက်လေးနဲ့သူ့ကိုအံ့အားသင့်စေခဲ့တယ်။ Jerry အယံဝမ်းသာသွားခဲ့ပေမဲ့တခြားသူတွေအိမ်ထဲပြန်ဝင်သွားချိန်မှာတော့သူကအမြဲတမ်းအလုပ်ဝတ်စုံပဲဝတ်ခဲ့တာမို့ငါးဖမ်းဖို့အတွက်တာမန်ဝတ်စားတောင်တိတ်မရှိဘူးလို့ Marsh ကိုတိုးတိုးလေးဝန်ခံခဲ့ပါတယ်။ Marsh ကဒါကိုဖြေရှင်းလို့ရပါတယ်ဆိုပြီးသူ့ကိုစိတ်အေးစေခဲ့ပါတယ်။တလားကြာတဲ့အထိအဲ့ဒီလေလေးကခြံထဲကနေမရွေ့သေးပါဘူး။ Jerry ဟာကော်ဖီတောက်ပြီးဆူဒိုကူပဟေလိဖြေဖို့ဒေတာခန်ဆိုင်လေးကိုဝင်ခဲ့ပြီးသူ့ရဲ့ကာလရှည်စရင်ကင်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့ Stacy ကိုတွားလဲခဲ့ပါတယ်။ငွေကြေးအရဘလို့ရက်တည်နေလဲလို့ Jerry ကမေးတဲ့အခါ State ကအခုသူ online ခရီးသွား agency မှာအချိန်ပြည့်လုပ်နေရတယ်လို့ဝန်ခံခဲ့တယ်။စီးပွားရေးအကြောင်းပြောကြတဲ့အခါ State က Jerry ရဲ့စုဆောင်းငွေဟာ2%လောက်ပဲတိုးလာတယ်လို့ပြောပြခဲ့တယ်။သူက Jerry ကို stock share ဈေးကွက်မှာရင်းနှီးမြှုပ်နှံဖို့တိုက်တွန်းခဲ့ပြီး9နှစ်ကျော်လောက်ဆိုရင်ငွေနှစ်ဆဖြစ်လာနိုင်တယ်လို့ကြေပေးခဲ့ပါတယ်။ Jerry ကတော့ညင်းပယ်ပြီးပြန်ထွက်လာခဲ့တယ်။မထွက်ခင်မှာ State ကအငိမ့်စားဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဖို့နဲ့အဲ့ဒီလေလေးကိုစီးကြည့်ဖို့ကြေပေးခဲ့ပါတယ်။ဒါနဲ့ပဲနောက်ဆုံးတော့ Jerry စူးစမ်းကြည့်ခဲ့ပါတယ်။သူကလှေကိုသူ့ရဲ့ပစ်ကပ်ကားနဲ့ချိတ်ပြီးမြစ်စီကိုမောင်းသွားခဲ့ပေမဲ့ချက်ချင်းပဲအစင်မပြေမှုတွေကြုံရတော့တယ်။သူကကားဘရိတ်ဆွဲဖို့မေ့သွားပြီးကားကရေထဲကိုလိမ့်ဆင်းသွားပါတယ်။အထိတ်တလန့်နဲ့ပဲကားထဲကိုခုန်ဝင်ပြီးရှေ့ကိုပြန်မောင်းတင်လိုက်ရာလေချိတ်ထားတာကိုလုံးဝမေ့သွားခဲ့ပါတယ်။စိတ်ပြက်ပြီးရှက်ရွံ့သွားတဲ့သူဟာစိတ်အေးသွားအောင်ကော်ဖီတစ်ခွက်ထပ်တောက်ဖို့ဆိုင်ကိုပြန်လာခဲ့တယ်။အဲ့ဒီမှာရှိနေတော့ငွေရှင်းကောင်တာကလူကထောက်တဲ့တယောက်ကို Windfall လို့ခေါ်တဲ့ထီကိန်းရဲ့စီးမြင်းတွေကိုရှင်းပြနေတာကိုကြားလိုက်ရတယ်။ Jerry ထိုင်လိုက်ပြီးစပွဲပေါ်က Windfall လက်ကမ်းစာဆောင်လေးကိုသတိထားမိသွားတယ်။သူစီးမြင်းတွေကိုတေချာဖက်ကြည့်လိုက်တယ်။တစ်ခုခုကိုသဘောပေါက်သွားတယ်။သူ့ရဲ့တင်ချဆိုင်ရာအလိုလျောက်သိမြင်နိုင်စွမ်းတွေနိုးကြားလာပြီးလက်တော့ပူဝါပေါ်မှာတွက်ချက်မှုတွေစတင်ရေးချရင်ဒီဂိမ်းမှာအားနည်းချက်တစ်ခုရှိနေတာကိုသူသတိထားမိသွားတယ်။အထူး roll down လုပ်တဲ့ရက်သက်တစ်ပတ်တွေမှာစုကြီးငွေတွေကိုနံပါတ်အနည်းငယ်ပဲတိုက်ဆိုင်တဲ့ကစားသမားတွေကြားမှာခွဲဝေပေးတာဖြစ်လို့မှန်ကန်တဲ့မဟာဗျူဟာသာရှိရင်အမျက်ရဖို့တေချာနိုင်တယ်ဆိုတဲ့သဘောပါပဲ။စိတ်လှုပ်ရှားသွားတဲ့ Jerry ဟာသူရှာတွေ့ထားတာကိုပြောပြဖို့ Stacy ကိုအမြန်သွားခဲ့ပါတယ်။ roll down ရှိတဲ့ပတ်တွေမှာထီလက်မှတ်အများကြီးဝယ်ရင်နံပါတ်3လုံးဒါမှမဟုတ်4လုံးတိုက်ဆိုင်ပြီးအမြဲတမ်းအနိုင်ရနိုင်ပုံကိုသူကရှင်းပြခဲ့ပါတယ်။သူကဘဏ်ကိုတန်းသွားပြီးငွေစရင်းကိုင်မင်ဒီစီကနေဒေါ်လာ2000ထုတ်ယူခဲ့ပါတယ်။သူ့ရဲ့တွက်ချက်မှုတွေကိုယုံကြည်ချက်ရှိရှိနဲ့နောက်ရက်အနည်းငယ်နေရင်အနည်းဆုံး20%အမျက်နဲ့ပြန်လာခဲ့မယ်လို့သူကကတိပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာ Jerry ဟာဒေါ်လာ2000ရှိတဲ့ Windfall ထီလက်မှတ်တွေဝယ်ဖို့ဒေတာခန်ဆိုင်ကိုသွားခဲ့ပါတယ်။အဲ့ဒီညမှာတော့ထီပေါက်ကနန်းတွေထွက်လာချိန်မှာ TV ရှိမှကတ်ထိုင်ရင်ကနန်းတွေကိုတိတ်တဆိတ်လိုက်ရေးမှတ်နေပါတယ်။ Marsh ဝင်လာတဲ့အခါသူကမှတ်စုစာအုပ်ကိုအမြန်ပိတ်လိုက်ပြီးသတိမထားမိသလိုဟန်ဆောင်လိုက်တယ်။သူဘာလုပ်နေလဲလို့မေးတော့ Jerry ကအေးအေးဆေးဆေးအနားယူနေတာလို့အခက်တွေ့စွာနဲ့လိန်ပြောလိုက်တယ်။ Marsh ကရုပ်ရှင်အတူကြည့်ဖို့အကြံပြုပေမဲ့ Jerry ကတော့အရေးကြီးတာတခုခုကြည့်နေတယ်လို့ပြောပြီးမတင်ကားစရာကောင်းအောင်ဆက်လုပ်နေပါတယ်။သူဘာလို့ထီထွက်တာကိုကြည့်နေရတာလဲလို့သူမကမေးတဲ့အခါသူက TV ကိုချက်ချင်းပိတ်ပစ်လိုက်တယ်။သူမထွက်သွားတာနဲ့ TV ကိုပြန်ဖွင့်ပြီးကနန်းတွေကိုဆက်မှတ်နေပါတယ်။နောက်တနေ့မှာ Jerry ဟာကော်ဖီဆိုင်မှာထိုင်ရင်းသူ့ရဲ့ထီလက်မှတ်တွေကိုစစ်ဆေးတဲ့အခါ$329ရှုံးသွားတာကိုသတိထားမိလိုက်တယ်။အဲ့ဒီညမှာသူနဲ့ Marsh တို့ဟာတငယ်ချင်းတွေဖြစ်တဲ့ Howard, Charlie တို့နဲ့အတူဂိမ်းကစားခဲ့ကြတယ်။ဒါပေမဲ့ Jerry ကတော့လုံးဝကိုအာယုံလွင့်နေခဲ့တယ်။ထီအကြောင်းကိုပဲတွေးနေပြီးတခြားသူတွေသူ့ကိုပြောနေတာကိုတော့မကြားခဲ့ပါဘူး။ညအချိန်ကုန်ဆုံးပြီးတငယ်ချင်းတွေပြန်သွားတဲ့အခါ Marsh ကဘာဖြစ်နေလဲလို့ညင်ညင်တတမေးခဲ့တယ်။အငိမ့်စားယူလိုက်ရလို့စိတ်တက်ကြနေပြီးရည်ရွယ်ချက်တစ်ခုရှိတာကိုလွမ်းဆွမိတယ်လို့ Jerry ကဝန်ခံခဲ့တယ်။သူတို့ဝရန်တာမှာအတူထိုင်နေကြရင်ဘဝကမပြီးဆုံးသေးကြောင်းနဲ့ကန်ဆိုးမှုတွေရှိတယ်လို့ကံကောင်းမှုတွေလည်းလာတတ်ကြောင်း Marsh ကသူ့ကိုနှစ်သိမ့်ပေးခဲ့တယ်။အဲ့ဒီစကားက Jerry ကိုချက်ချင်းအတိဝင်သွားစေခဲ့တယ်။သူ့ရဲ့တွက်ချက်မှုဖော်မြူလာမှာဖြစ်နိုင်ခြေကိုထည့်တွက်ဖို့မေ့သွားခဲ့လို့ပထမအကြိမ်မှာရှုံးခဲ့ရတာဆိုတာကိုသူသဘောပေါက်သွားတယ်။နောက်တနေ့မနက်မှာ Jerry ဟာအရန်ကိုစိတ်လှုပ်ရှားပြီးဘဏ်ကိုအမြန်သွားခဲ့တယ်။သူကအကျွေစစ်ပစ်တဲ့ဥပမာကိုသုံးပြီးဖြစ်နိုင်ခြေအကြိမ်အရေအတွက်ကိုဘလို့တွက်ချက်မှုမှားသွားခဲ့လဲဆိုတာကိုမင်ဒီကိုရှင်းပြဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့မင်ဒီကတော့လုံးဝနားမလည်ခဲ့ပါဘူး။
သူကဒေါ်လာ4,000ထုတ်ချင်တယ်လို့ပြောလိုက်ပြီးတော့ဒေါ်လာ6,000လို့ပြောင်းလိုက်နဲ့နောက်ဆုံးတော့ဒေါ်လာ8,000ထိထုတ်ခဲ့တယ်ငွေသားတွေကိုကင်ပြီးသူဆိုင်ကိုပြန်လာက Windfall ထီလက်မှတ်အများကြီးကိုဝယ်လိုက်တယ်နောက်ပိုင်းမှာ Jerry နဲ့ March တို့ဟာ Howard Charlie တို့နဲ့အတူစားတောက်ဆိုင်မှာနေ့လယ်စာစားခဲ့ကြတယ်မြို့ကိုအကျွေးတင်စေခဲ့တဲ့မတော်တဆမှုတစ်ခုကြောင့်နှစ်ပေါင်းများစွာဖျက်သိမ်းထားခဲ့ရတဲ့မြို့ရဲ့နှစ်ပတ်လည် Jazz ပွဲတော်အကြောင်းသူတို့စကားဆံပြီးပြောခဲ့ကြတယ်အဲ့ဒီနောက် Howard ကဒီည roll down ရှိလို့ထီလက်မှတ်ဝယ်ချင်ကြလားလို့တာမန်ကာရှန်ကမေးလိုက်တယ် March ကချက်ချင်းပဲလို့ပြောလိုက်တာကြောင့် Jerry ကိုနေရခတ်သွားစေခဲ့တယ်ဒေါ်လာထောင်ချီပြီးထီထိုးတဲ့သူတွေကအယူတွေပဲဖြစ်မယ်လို့ Howard ကနောက်ပြောင်လိုက်ချိန်မှာ Jerry ဟာစားနေတဲ့အစာတောင်ချက်ချင်းနင်သွားခဲ့တယ်မကြခင်မှာပဲ Jerry ဟာ coffee ဆိုင်ကိုပြန်ရောက်လာပြီးသူ့ရဲ့ထီလက်မှတ်အထက်လိုက်ကြီးကိုစစ်ဆေးနေခဲ့တယ်ဒီတစ်ချိန်မှာတော့တွက်ချက်မှုမှန်ကန်သွားပြီးဒေါ်လာ1000ခွဲကျော်အနိုင်ရသွားတာကိုသူသိလိုက်ရတယ်သူကစုငွေကိုတိတ်တဆိတ်ထုတ်ယူခဲ့ပြီးသူတို့ရဲ့စားတောက်ဖွယ်ရထားတဲ့အခန်းထဲကိုခိုးဝင်ကပေါက်ဆုပ်ဖူးအဟောင်းတစ်ခုတည်းကိုပတ်စံထုတ်တွေထည့်ဝက်ထားလိုက်တယ်နောက်တစ်နေ့မှာမိသားစုနဲ့သူတို့ရဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဟာအသားကင်စားဖို့အိမ်နောက်ဖေးမှာစုဝေးခဲ့ကြတယ် Jerry ကအကင်ဖိုကိုသူ့သားတောက်စီတွဲပေးခဲ့ပြီးအိမ်ထဲကိုဝင်သွားခဲ့တယ်အိမ်ထဲမှာတော့ Jerry ဟာသူ့မြေးမလေးလစ်စီကပေါက်ဆုပ်ဖူးကိုကင်ပြီးထွက်လာတာကိုမိသွားခဲ့တယ်သူကမြေးမလေးကိုတားလိုက်ပြီးပေါက်ဆုပ်တွေကမလက်ဆက်တော့ဘူးတကြားတွေလည်းအများကြီးပါတယ်လို့အခက်တွေ့စွာနဲ့စင်ကြေပေးခဲ့တယ်လစ်စီကမယုံပေမဲ့ Jerry ကတော့ဘူးကိုပြန်ယူနိုင်ခဲ့တယ်သူကစားတောက်ဖွယ်ရထားတဲ့အခန်းထဲကိုအမြန်ဝင်ပြီးပတ်စံတွေကိုစီရီယယ်ဘူးတဲ့ပြောင်းထက်ကပေါက်ဆုပ်ဖူးကိုသူမစီပြန်ပေးခဲ့တယ်အဲ့ဒီညနှောင်းပိုင်းမှာ March ကမတင်ကားတဲ့အကြည့်နဲ့သူ့စီလာခဲ့တယ်ထီစနစ်ရဲ့အားနည်းချက်ကိုဘလို့ရှာတွေ့ခဲ့ပြီးသူတို့ရဲ့စုဆောင်းငွေတွေကိုသုံးကာထီထိုးခဲ့ပုံနောက်ဆုံးဒေါ်လာ1000ခွဲအနိုင်ရခဲ့ပုံတွေကိုသူကရှင်းပြခဲ့တယ်အကြောင်းစုံကိုကြားပြီးတဲ့နောက်မှာ March ကသူ့ကိုအံ့ဩသွားစေခဲ့တယ်သူမကဆက်လုပ်ချင်နေတယ်ဒါဟာသူတို့အတူတကွအချိန်ဖြုံးပြီးပျော်ပျော်ရွှင်ရွှင်နေဖို့အကောင်းဆုံးအခွင့်အရေးပဲလို့သူမကပြောခဲ့တယ်ဒီလိုအချိန်မျိုးအတွက်သူမ240တောင်ဆောင်ခဲ့ရတာပါနောက်တစ်နေ့မှာသူတို့ဟာရထားတဲ့ဒေါ်လာ1000ခွဲလုံးကိုပြန်လဲရင်းနှီးမြှုပ်နှံဖို့အသင့်ပြင်ပြီးဒေတာခန်ဆိုင်ကိုတွားခဲ့ကြတယ်ဒါပေမဲ့ငွေရှင်းကောင်တာကသတင်းဆိုးတစ်ခုပြောခဲ့တယ်သူတို့ပြည်နယ်မှာ Windfall ထီကိုပိတ်လိုက်ပါပြီတဲ့အခုသူတို့ကစားနိုင်တဲ့တစ်ခုတည်းတော့နေရာက Massachusetts ပြည်နယ်ပဲဖြစ်ပါတယ်သူတို့ State စီကိုတွားပြီး Jerry ရဲ့တွက်ချက်မှုတွေကိုပြသခဲ့ကထိဆက်ထိုးဖို့10နာရီကြာကားမောင်းသွားဖို့အစီအစဉ်ရှိကြောင်းရှင်းပြခဲ့ကြတယ် State ကတုံဆိုင်မနေပဲသူ့အတွက်ဒေါ်လာ1000ထည့်ပေးဖို့ပြောခဲ့တယ်နောက်တစ်နေ့မနက်မှာ Jerry နိုးလာတော့ကတင်ပုံမှာဘယ်သူမှမရှိတော့ဘူး March ကအဝတ်စားလဲပြီး3ရက်တာခရီးအတွက်လိုအပ်မဲ့အစားအသောက်မုတ်တွေနဲ့အရာအလုံးကိုထုတ်ပိုးနေပြီဖြစ်တယ်သူမက Jerry ကိုတစ်တာတွေယူဖို့ပြောပြီးသူ့အဝတ်တောင်မလဲနိုင်ခင်မှာပဲသူတို့ခရီးထွက်ခဲ့ကြတယ် Massachusetts ကိုမောင်းလာရင် March ထည့်ပေးလိုက်တဲ့မုတ်တွေကိုစားကစွန်စားကန်းကိုအတူတူပျော်ရွှင်စွာဖြတ်တန်းခဲ့ကြတယ်နာရီအနည်းငယ်ကြာတော့သူတို့ Windfall ထီဆက်ရှိတဲ့ဓာတ်ဆီဆိုင်တစ်ခုကိုရောက်သွားတယ်အထဲမှာဆိုင်ရှင်ဘီနဲ့တွေ့ပြီးသူတို့ကဒေါ်လာ16,000ဖိုးထီလက်မှတ်လိုချင်တယ်လို့ပြောခဲ့တယ်ဘီကကလေးလေးတစ်ယောက်ကိုအရင်ငွေရှင်းပေးပြီးမှထီဆက်ကတနာရီကိုထီလက်မှတ်1000ပဲထုတ်ပေးနိုင်တယ်လို့သူတို့ကိုပြောပြတယ်အချိန်8နာရီအပြည့်ယူရမှာပါမတ်ကအဆင်ပြေပါတယ်လို့ပြောတဲ့အခါဘီကသူတို့ကိုဆက်ကိုတိုင်းမောင်းနှင်ခွင့်ပြုလိုက်ပါတယ်ထိုမှတဆင့်သူတို့ဇနီးမောင်နှံဟာထီလုပ်ငန်းစနစ်ကြီးကိုတည်ထောင်ပြီးမြို့ခံတွေပါအကျိုးခံစားခွင့်ရစေရန်ဖန်တီးပေးနိုင်ခဲ့ကအဆုံးသတ်မှာတော့အားလုံးပျော်ရွှင်စွာနဲ့ဇက်သိမ်းခဲ့ပါတယ်